welcome from Parenting Lab. Parenting Lab ကနေကြိုဆိုပါရစေ။အခုဖတ်ပြမယ့် story လေးကတော့ The Girl Who Makes a Million Mistakes ဆိုတဲ့ story လေးပါပဲ။ဒီရဲ့ story လေးကကလေးတွေကိုလှုပ်လိုက်တဲ့အမားတွေရှိတယ်ဆိုရင်အဲ့ဒီအမားတွေကနဲ့တင်ယူမလို့ပြီးသွားရင်ကိုတခုခုခက်ခဲနေတယ်ဆိုရင်အဲ့ဒီအရာကိုလေ့ကျင့်ပြီးတော့ခါကြတော့ရအောင်လုပ်ဖို့ growth mindset ရှိဖို့တင်သွားပေးတဲ့ story လေးပဲဖြစ်တယ်။ So ဒါဆိုရင်ဖတ်လိုက်ရအောင်ပါ The Girl Who Makes a Million Mistakes. This is Millie. Wherever she does, she makes mistakes.နော်ဒါကတော့မီလီလေးပေါ့နော်မီလီကဘာပဲလုပ်လို့အမားတွေအများကြီးလုပ်တယ်တဲ့ဘာတွေအမားတွေလုပ်လဲဆက်ကြည့်လိုက်ရအောင် She pours milk but misses the glass oops ကဲနွားနို့ခွက်ထဲရအောင်ထည့်တယ်ဒါပေမဲ့နွားနို့ကခွက်ထဲကိုမရောက်ဘဲနဲ့အပြင်မှာဖိတ်ကျသွားတယ် and then she squeezes too much toothpaste oops ကဲတောတိုက်တန်တဲ့ကိုတောတိုက်စီထည့်ပြီးဆိုရင်လေညစ်လိုက်တာကတောတိုက်စီအများကြီးညစ်ပလိုက်တယ်ညစ်ပလိုက်တော့ခါကျတော့ဖိတ်ကြကုန်တာပေါ့အော်ဒါလည်းမားပြန်ပြီ she uses too much glue oops ကဲ craft လုပ်တဲ့အခါမှာလေနော် shape ကလေးတွေကို paste လုပ်တဲ့အခါသူသုံးတဲ့ကော်တွေကအများကြီးသုံးပလိုက်တယ်အများကြီးသုံးပြီးတော့အကုန်လုံးကယူပြီးတော့ sticky တွေဖြစ်ကုန်တယ်ကဲAnd then she spells banana wrong. Banana ဆိုတဲ့ word ကို spell လုပ်ဖို့ကလည်းအမှား spell လုပ်ပြန်တယ် Oops. B A N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  A ဆိုပြီးမှ wrong spelling လုပ်ပြန်ပြီ And then she also ran too fast. Bang. ကဲတိုင်မိသွားပြန်ပြီတအိမ်လုံးပတ်ပြီးပြေးနေတာဖေဖေကိုလည်းတိုင်မိလိုက် kitchen ထဲမှာလည်းပကံလေးတွေတိုင်မိလိုက်နဲ့အကုန်လုံးတိုင်မိသွားပြန်ပြီ oops ကဲဒါကတော့မီလီရဲ့လောက်တတ်တဲ့အမားလေးတွေပေါ့နော်ဒါပေမဲ့ Millie dreams of being a top athlete နော်သူလုပ်နေတဲ့ဒီအားကစားမှာသူလုံးဝ top ပြချင်တယ်ပေါ့နော်မီလီက so one day she signs up for the hurdle race.It is a race where you jump over obstacles and sprint towards the finish line. ကဲမီလီလေးကသူ့ရဲ့ဒီ dream ကိုအကောင့်ထဲပေါ်မလို့ဆိုပြီးတော့ခါကြတော့သူဒီ hurdle race လို့ခေါ်တဲ့ဒီ race တစ်ခုမှသူစရင်တက်ပြီးလိုက်တယ်ပေါ့အဲ့ဒီ race ကဘယ်လိုကစားရလဲဆိုရင်အဲ့မှာတန်းလေးတွေရှိတယ်နော်ကိုကအဲ့ဒီတန်းလေးတွေကိုခုံကျော်လွားပြီးတော့ခါကြတော့ဒီ finish line ထိရောက်အောင်ကစားရတာပေါ့ဒါဆိုရင်သူ့ရဲ့ game ပြိုင်တဲ့အချိန်လိုက်ဖြစ်သွားပြီ on your mark get set go sets the announcer နော်အဲဆိုရင် announce လုပ်တဲ့သူက ready လုပ်ထားမယ်နော်စပြီးသွားပြီဆိုမှသူစပြီးတော့ announce လုပ်ပါလေရောအဲ့ဒီအချိန်မှာမီလီကဘာဖြစ်လဲဆိုတော့ Millie runs as fast as she can မီလီကသူပြေးနိုင်တယ်လို့အာရပါရပြေးတယ် hoping to take the lead right away ကဲသူထိတ်ဆုံးကနဲ့ lead လုပ်နိုင်အောင်ဆိုပြီးမှသူအဲ့လိုမျောပြီးတော့ခါကြတော့သူပြေးနိုင်တယ်လို့ပြေးတာပေါ့ but Millie makes a mistake She forgets to jump and ends up breaking the hurdle. ကဲမီလီကသူ့ရဲ့အုံနောက်ထဲမှာငါပထမရရမယ်ငါရှေ့ဆုံးရရမယ်ဆိုတဲ့စိတ်ပဲရှိနေတာဒါပေမဲ့သူဒီရဲ့ hurdle ကိုတော့တန်းလေးရောက်လာပြီဆိုငါဒီတန်းကို jump လုပ်ရမယ်ဆိုတဲ့ဟာကိုမေ့သွားတော့ခါကျတော့အဲ့ဒီတန်းလေးကိုသူကဝင်တိုက်လိုက်ပါလေရောဝင်တိုက်ပြီးတော့အဲ့ဒီရဲ့တန်းလေးကလုံးဝ break ဖြစ်သွားပြီ bang ဆိုပြီးမှ break ကျိုးသွားခဲ့ပြီ so she break the second hurdle နော်ဒုတိယတစ်ခါလဲအဲ့လိုပဲ and the third တတိယတစ်ခါလဲအဲ့လိုပဲ oh my she had no idea နော်သူစပ်ပြီးမစင်စားတော့သူစိတ်ထဲမှာလောပြီးတော့ငါဒါလုံမယ်ဆိုတဲ့စိတ်ပဲဖြစ်နေတော့ခါကျတော့သူအမားတွေတစ်ခါပြီးတစ်ခါ repeat လုပ်နေတယ် jump Millie jump Mom exclaims from the sideline, jumping up and down herself. ဘေးနာနဲ့အားပေးနေတဲ့မိမိက Millie ရေ jump လုပ်ပါအောင် jump လုပ်ဖို့မမိပါနဲ့အောင်ဆိုပြီးမှဘေးနာနဲ့မိမိကသူ့ကိုအားပေးနေတယ်အဲ့အချိန်မှာ Millie က jump လုပ်ဖို့ကြိုးစားတာပေါ့ Millie finally jumped ကဲ jump လုပ်ဖို့ကြိုးစားလိုက်ပြီ Oops she landed on her face ဒါပေမဲ့ jump လုပ်ပြီးခုန်ပြီးတော့ခါကြတော့ပြန်ပြီးတော့ land လုပ်ဖို့ပြန်ပြီးတော့ဒီရက်နိုင်ဖို့ဆိုတာသူ့အတွက်ခက်ခဲတယ်လေဆိုတော့ तू ကမောက်သွားပါလေရောမျက်နှာကြီးနဲ့အောက်မှာမြေပြင်ကြီးနဲ့တိုက်မိပြီးမောက်သွားပါလေရော she jumps again ouch she land on a bum ကဲဒီတစ်ခါမှာငါ face မှာ jump face မှာ land လုံးမိသွားရင်နောက်တစ်ခါတော့ငါတေချာလေးလှုပ်ကြည့်မယ်ဆိုမှ तू ကြိုးစားတယ်ဒါပေမဲ့နောက်တစ်ခါမှလည်း तू ကဖင်မှာနာသွားခဲ့တယ်နော်
so yeah, Millie is making a million mistakes. Oops, so ma, taku pi taku amari log de, taku pi taku hurdle lego, to chop shut a kama, amari, taku pi taku chetorabo, na? So to stop tripping over hurdles, Millie jumps high. Ke, nga di de karonga, die hurdle go nga. မတိုင်းမိအောင်ငါမြင့်မြင့်လေးခုန်လိုက်မယ်ဆိုမှစဉ်းစားလိုက်တယ် she jumps super high ကဲအမြင့်ကြီးခုန်လိုက်ရောခုန်လိုက်တဲ့ခါမှာ she jumps insanely high and bonk jump လုပ်လိုက်တာမှာအာရပါရကိုလုံးဝ jump လုပ်လိုက်တဲ့ခါမှာဘယ်ပေါ်ရောက်သွားလဲဆိုရင်တစ်ပင်ပေါ်ရောက်သွားတယ် Millie crashes into a tree and breaks a tooth oh my god နော်တစ်ပင်ပေါ်ရောက်သွားပြီးတော့ကကြတော့သွားတစ်ချောင်းတောင်ကျိုးသွားခဲ့ပြီတဲ့နော်မီလီကသူလှုပ်တော့လှုပ်ရှာပါတယ်ဒါပေမဲ့သူလှုပ်တာတွေကတစ်ခုပြီးတစ်ခုအမားဆက်ဖြစ်နေတော့မယ်ပေါ့ Well this is embarrassing she thinks of herself I'm a top athlete all right top of a tree that is I will just hide up here with a bunch of cats ကဲဒါကြီးတော့ရှက်စရာကြီးငါတစ်ပင်အပေါ်ထိရောက်သွားပြီတွားလဲကျိုးသွားပြီပေါ့နော်ဒီရဲ့ကစားတဲ့နေရာမှာ top ပြချင်တာ top ပဲအခုကတော့တစ်ပင်ပေါ်မှာရောက်သွားတဲ့ top ဖြစ်သွားပြီပေါ့ဆိုမှသူ့ကိုသူဒီရဲ့တစ်ကိုင်းနေကြတယ်မှာပုံမှုကြိုးစားပါလေရောအနောက်ကနေကြောင်ကလေးတွေကမြောင်းဆိုမှអော်နေတယ် so someone get me down ကဲတယောက်ကူကြပါအောင်ငါ့ကိုအောက်ချပါအောင်တဲ့ okay Millie breathe ကဲအတက်လေးရှူလိုက်အောင် Millie ရေဆိုပြီးမှ Millie calms herself Millie သူ့ကိုသူ calm down လုပ်ဖို့ကြိုးစားတယ်ပြီးတော့ရင်သူ့ကိုသူ affirmation လေးတွေရွတ်တယ် I am strong ငါလုံးဝတမာတဲ့သူတစ်ယောက်ဟုတ်တယ် I am unstoppable ငါ့ကိုဘယ်သူမှမရက်နိုင်ဘူး I can figure out this ငါဒါဘယ်လိုကြော်ဖြတ်မလဲငါဒါဘယ်လိုလုပ်မလဲငါကငါ figure out လုပ်နိုင်တယ်သူ့ကိုသူစိတ်ထဲမှာရည်ရွတ်လိုက်တယ် Millie toughens up and looks for a way down jump nah that's gonna hurt climb nah that's gonna scrap my knees aha there is a kite I can use it like a parachute but the kite is on the other side to reach it she needs something really long ကဲ Millie ကတော့သူ့ကိုသူဒီဘွားနဲ့ဒီနေဟာနဲ့ငါဆင်းနိုင်မို့ငါကငါလုံနိုင်မယ်လို့စဉ်းစားပြီးတဲ့နောက်မှာ Millie ကဘယ်လိုဆင်းရမလဲဆိုတာကိုသူစပြီးတော့ကြည့်ပါလေရော jump လုပ်ရမလား jump လုပ်ရင်လည်းနာမယ်climb လုပ်ရမလားတက်ရမလားတက်ရင်လည်းငါဒူးတွေပုံးကုန်မယ်ပေါ့နော် and then ဟိုဘက်ဒီဘက်ကြည့်လိုက်တဲ့အခါမှာkite စွန်လေးတစ်ခုတွေးလိုက်တယ်ပေါ့အဲ့ဒီစွန်ကိုငါ parachute အနေနဲ့တုံးပြီးငါဆင်းသွားလို့ရတယ်ဒါပေမဲ့အဲ့ဒါကြီးကဟိုးတက်ပင်ရဲ့ဟိုဘက် side မှာငါဘယ်လိုလုပ်မလဲဆိုပြီးမှသူစိတ်ထဲမှာစဉ်းစားနေတာပေါ့ so Millie comes up with a brilliant idea she uses her shoelaces to tie branches together ကဲ Millie ကတော့ခေါင်းထဲမှာ idea တစ်ခုရသွားပြီbranch တွေတစ်ကိုင်းတွေတစ်ခုပြီးတစ်ခုကိုအဲ့ဒီ kite ထိကိုရောက်အောင်ယူနိုင်ဖို့ကတစ်ကိုင်းတွေတစ်ခုကိုဆက်မယ်ဘာနဲ့ဆက်မလဲငါရဲ့ရှုဖက်နဲ့မှာရှိနေတဲ့ကျိုးနဲ့ငါဆက်သွားမယ်ဆိုမှ idea ရသွားပြီ it's time to test out her super long stick Millie reaches for the kite ကဲအဲ့ဒီရဲ့အရှိကြီးဒုံနဲ့သူယူဖို့ကြိုးစားလိုက်ပြီး kite ကလေးကိုရသွားခဲ့ပြီဆိုတော့ Millie ကဘာလုပ်လဲဆို yes it works ကဲဖြစ်တာပဲ down she goes with a bunch of cat ကဲအဲ့ဒီရဲ့ kite လေးကို parachute လေးလှုပ်ပြီးတော့ခါကျတော့ကြောင်လေးတွေကိုလည်းတဲ့ပြီးတော့အောက်ကိုဆင်းသွားခဲ့ရောပေါ့ again where were you asked mom when Millie returns home ပမာရှိနေရလဲမီလီရဲ့ဆိုမှမေမေကသူ့စိတ်ပူပြီးမေးပါလေရော long story mom but I'm gonna go replies Millie where are you going now asked mom မီလီကမေမေပြောပြမှာအရှိကြီးပဲတော်ပြီနောက်မှပြောပြတော့မယ်အခုသွားတော့မယ်သွားဖို့တနေရာရှိနေတယ်ဆိုမှမီလီကပြောတာမေမေကဘယ်သွားမှာလဲအခုပဲရောက်တာဘယ်ကိုသွားတော့မလို့လဲ I'm going to be the best athlete ever သွားတော့မယ်တဲ့သူလုပ်တဲ့ဒီ sport မှာအကောင်းဆုံးစူးစမ်းနိုင်အောင်သူလုပ်ဖို့သွားတော့မယ်ပေါ့ Millie is determined to be the best athlete ever she practices her jumping skills not too low not too high ကဲ Millie ကတော့သူ့စိတ်ကိုသူဆုံးဖြတ်လိုက်ပြီးငါအတော်ဆုံးဖြစ်အောင်ကြိုးစားမယ်အဲဆိုသူစပြီး practice လုပ်တယ်ဂရင်ပေါ်သွားပြီးတော့ခါကျတော့ jump လုပ်တယ်သူ့ရဲ့ jumping skill ကိုစပြီးတော့ practice လုပ်တယ်အမြင့်ကြီးလဲတအားကြီးလည်းမမြင့်သွားအောင်တအားကြီးလည်းမနှိမ်သွားအောင်သူစပြီးတော့ practice လုပ်ပါလိမ့်ရော not too close to the obstacle
ကြော်ရမယ်အဲ့ဒီအရာကိုလည်းသူတအားကြီးမနီးကပ်အောင် and then not too far from it just the perfect high ကဲအဲ့ဒီအရာနဲ့လည်းတအားကြီးမဝေးသွားအောင် perfect high လုံးဝကွက်တိဖြစ်အောင်ဆိုမှသူစပြီး practice လုပ်ပါလိရောခဏအိမ်မှာ practice လုပ်တယ် this time Millie feels much more prepared she decides to try again နော်ဒီတစ်ချိန်မှာတော့ Millie ကနောက်ရက်လည်းပြိုင်ပွဲလေးစပြီနော်ဒီတစ်ချိန်မှာတော့ Millie ကသူ့ကိုယ်သူလုံးဝစူးစမ်းပြီးတော့ခါကြတော့လုံးဝအဆင့်တစ်ဖြစ်ပြီးလာထားတယ်နော်ငါဒီတစ်ခါအကောင်းဆုံးလုပ်မယ်ဆိုမှသူ့ကိုဆုံးဖြတ်ပြီးလာထားတယ် On your mark get set go she jumps over the first hurdle ကဲannounce လုပ်တဲ့သူကကဲ ready ဖြစ်ပြီလားကဲရပြီစလို့ရပြီလို့អော်လိုက်တာနဲ့သူကပထမဆုံး hurdle ကိုစပြီးတော့ jump လုပ်ပါလိရော she jumps over the second hurdle ဒီတခါတော့ဖြစ်ပြီပထမ hurdle ကိုလည်းသူကြော်ဖြတ်နိုင်ပြီဒုတိယကိုလည်းကြော်ဖြတ်နိုင်ပြီ she jumps over the fourth and fifth hurdle Millie is controlling her jump very well just like in practice Millie ကတော့သူလေ့ကျင့်ထားတဲ့အတိုင်းပဲဒါတွေကို jump လုပ်နိုင်အောင်ကြိုးစားတယ်တကယ်အစ်စ်လည်းပဲဖြစ်နေတာပေါ့ Millie keeps going and going soon she is in the lead ဆက်ပြီးလုပ်တယ်နောက်ဆုံးမှကတော့သူကထိတ်ဆုံးမှရောက်နေပြီနော်ထိတ်ဆုံးမှသူလိုချင်တဲ့အတိုင်းပဲသူထိတ်ဆုံးမှရောက်သွားခဲ့ပြီ Millie can see the finish line can she do itနော် finish line ကိုမြင်နေရပြီကဲသူလုံနိုင်မှာမလား what do you think yes Millie sprints across the finish line and wins the race လုံနိုင်တာပေါ့ Millie ကနောက်ဆုံး finish line ကိုလည်းရောက်သွားပြီပြီးသွားရင်ဒီရဲ့ race ကိုလည်း win ဖြစ်သွားပြီအနိုင်ရသွားပြီပေါ့ Millie is very happy and proud of herself her practice have paid off နော်သူကိုသူလည်းဂုဏ်ယူတယ်တအားလည်းပျော်သွားခဲ့တယ်သူ practice လုပ်ရကြိုးလည်းနှက်သွားခဲ့တာပေါ့ by turning mistakes into lesson and hard work she has succeed နော်ဒီအမားကနဲ့တင်ယူပြီးတော့ခါကြတော့အဲ့ဒါကို तू မရမကစူးစမ်းလိုက်တော့ခါကြတော့ तू တကယ်ပဲအောင်မြင်သွားခဲ့တာပေါ့ Millie now fully embrace her mistakes because they have made her tougher and more resilient Millie ကတော့အခု तू အမားလုပ်ပြီးဆိုရင်အဲ့ဒီအမားတွေကို तू လုံးဝရင်ဆိုင်တယ်အဲ့နဲ့တင်ယူမယ်ဆိုတဲ့စိတ်နဲ့ तू တင်ယူပြီးရှေ့ဆက်တော့ခါကြတော့ तू လုံးဝကိုတက်ခိုင်မာတဲ့ तू တယောက်ဖြစ်သွားတာပေါ့ကဲmore friends tag don't worry I will get them down ကဲမြောင်းဆိုမှအကူညီတောင်းနေတယ်သူနေတို့ friend တွေ stuck ဖြစ်သွားလား don't worry ငါကူညီပါမယ်ဆိုမှဆိုမှအကုန်လုံးပြုံးကနေပြုတ်ကြပါလေရောနော်အဲ့ဆို Millie ကပါပြောလဲဆို mistakes aren't so bad after all အမားဆိုတာ bad မဟုတ်ဘူးနော်mistake ကနဲ့တင်ယူလို့ရတယ်တင်ပြီးတော့ခါကျတော့အကောင်းဆုံးဖြစ်အောင်ရှေ့ဆက်လို့ရတယ်ဆိုမှ Millie လေးကကြောင်ကလေးတွေကိုပြောတာပေါ့နော်ဒါကတော့ end of the story ဟုတ်ပါတယ် Millie ပြောတယ်လို့ပဲအမားဆိုတာ bad မဟုတ်ဘူးဒါပေမဲ့ဘာဖြစ်လို့ bad မဟုတ်တာလဲဆိုတော့ဒီကားနဲ့တင်ယူရင်တော့ bad မဟုတ်တာပေါ့ကိုလောက်ထားတဲ့အမားကားနဲ့တင်ယူရင်တော့ bad မဟုတ်တာပေါ့ဒါပေမဲ့ကိုမားထားတယ်ဆိုတာကိုသိပြီးတော့အဲ့ဒီအမားကိုထက်ခါတလဲလဲဒါတွေကိုပဲ repeat လုပ်နေမယ်ဆိုရင်တော့အမားကတော့ bad ပေါ့ဒါပေမဲ့ကိုတိသွားပြီးရဲ့နောက်မှာဒီအမားကနဲ့တင်ယူပြီးဆိုရင်တော့ဒီအမားကကို strong person ဖြစ်စေတာပေါ့ဒီ story လေးကို enjoy ဖြစ်မယ်ဆိုပြီးမှဒီချက်မျှော်လင့်ပါတယ်နောက်တစ်ခါမှာကတော့ The Boy Who Makes a Million Mistakes ဆိုတဲ့စာအုပ်လေးမှာထပ်တွေ့ပါမယ် bye bye